မယ်စကတ်90 report time မှာ flicker ကပြန်ထောက်ဆိုင်ဝင်းကောင်းနဲ့ပြန်ထိန်မှုကြိုးစားတယ်ဗျာ butterfly ဖက်တွေဖွင့်မှုကြိုးစားမယ် rookie တွေ model ကြီးဘာတာဘာလိုက်မှာ Juno ပြန်အိမ်မှုကြိုးစားဝင်းတဲ့ draw ပြန်ခဲသွားတယ်မကြိုက်ဆိုတာ Rusty အောင်ပြန်ပေးလိုက်ရတယ်ဗျာ တောက်လိုက်ခဲ့တော့ဘာပကလည်း fast land in the back line control all the control သွားပြီးတော့ snap dash တွေအောက်မှာပကလည်း sample လုပ်နေတဲ့ family in pair snap dash တွေကြားမှာ black only back line ကိုလည်းလူတော့ live အပြောင်းနဲ့ကိုကြကြရတယ်ပဲ back ပြီးတော့လုံးဝအတီးပဲဖလာနေနော်သွားပြီးတော့ကျဆွဲနေရနေတာတခုပါဘာလဲတော့လျှောက်တော့ကြားတယ်နော်ပုံမှန်ပေါ်ကြားနေပြီးတော့ wait for the dragon တက်ပြီးပြီးတာတဲ့တော့ game flash မရှောက်ကြ game flash တော့ပြူစဲနေကြတော့စပိုင်းနေတော့ game flash တော့ကြောက်တော့ပြန်ပြီးတော့လွတ်မြောက်နေတယ်ပဲ Tony Pro အနေနဲ့တော့တောက်ကြောက်ပဲပြန်ပြီးတော့ပေးလိုက်ရပြီဗျာတော့စနေခဲ့တဲ့ review ရှင်းကိုတော့ရှင်းသူအဲ့ဒီသွားတော့မှာလောနဲ့တူပဲ Hero K လက်ကောင်လောက်ထိကိုတော့ဖလာနေပြန်ပြီးတော့ဒဲတာသေးတယ်ဗျာ ဒီတော့စနေကြားတော့ man blow in the back line 3 man you easy နဲ့ emotion ပြန်ကြ the back line control ပါဒီတော့ live mode ပါ momo dash မှာ you easy နဲ့ပြန်ကြ back line control all the way down ကြောင့် mega game မှာ challenge duty shizo with the retribution slash မှာ juno နဲ့ပြန်ပြီးပေးခဲ့တယ်မှာကြားမှာ strike နဲ့အတူပဲ hero တကောင်ပြန်ပြီးတော့အဆုံးအသတ် energy rush မှာဘုံရဲပြန်ပြီးတော့ကြံရှိနေခဲ့တယ် cherry ရဲ့ dash တွေအောက်မှာ ချောင်းပြန်ပြီးတော့ထောက်ပေးတာတွေ review ပြန်ပေါက်တယ်ဒီကိုအဲ့ပြ energy reaction တွေပြန်ပါတယ်ဆိုလို့ရှိရင်တော့ follow တက်ပြီးပြန်ဝင်လာနိုင်တယ်အပေါ်တာတက်ကြီးအောင်ဝင်လာဖို့ကြိုးတဲ့ off တွေကြားမှာထိနေတော့ Cherry Beauty စမမို့လက်ကြီးပြန်ပေးဖို့ကြိုးစားတဲ့တော့မှာပါတာကြောက်ကြနေခဲ့တဲ့ core တော့တော့ပေးတာ Cherry Beauty မြန်မာတော့ Lord ပြည့်ရိုက်သွားတယ်ပဲ Juno တက်ဆိုတာတွေ out for a shut down game လာကြတဲ့ river ပြန်ပြီးသိမ်းပိုက်သွားတယ်ဗျာ ဝင်းသွားတယ်ဆိုတော့ဒါမျိုးပြန်ပြီးတွေ့ရတယ်တော့ Palestine က back line control နဲ့ judo နဲ့ထိန်းနေတာ Circle နဲ့ Bell ပြီးတော့ drop ကိုလည်း judo ဘုံနီကိုသွားပြီးတော့ပြီးနေကြတဲ့ down ကိုလည်း judo နဲ့ immortality မသေးသေးဘူး legendary by judo လူမျိုးကြောက်ရှော့ fight တော့ပြန် forward သွားနိုင်တယ်ခဲ့တဲ့သူကတစ်ဖက်ကလည်း forward damage ကိုပြန်ပြီးတော့ပေးနေတယ် the wheel drop ကိုလည်းတစ်ချက်ပေးတာကျတယ် flicker ဘလာတော့သွားပြီးတော့ဖြစ်နေတဲ့ back line မှာ blendering forward နဲ့တော့ရှော့ထိန်းခဲ့ damage အောက်မှာ winner crown နဲ့ကိုရှော့ခဲကြနေကြတဲ့ magical last team မှာ Palestine နဲ့ team pro ရိုက်ဝင်တော့မရသေးဘူးဗျာကိုရဲထပ်ပြီးတော့အဆုံးနဲ့တော့ရှော့လုံးနဲ့ပုံပဲစကတ်90 report time မှာ flicker ကပြန်ထောက်ဆိုင်ဝင်းကောင်းနဲ့ပြန်ထိန်ဖို့ကြိုးစားတယ်ဗျာ butterfly ဖက်တွေဖွင့်ဖို့ကြိုးစားမယ် rookie တွေ model ကြီးဘာတာဘာလိုက်မှာ Juno ပြန်အိမ်ဖို့ကြိုးစားဝင်းတဲ့ draw ပြန်ခဲသွားတယ်မကြိုက်ဆိုတာ Rusty အောင်ပြန်ပေးလိုက်ရတယ်ဗျာ တောက်လျှောက်ပဲလောနဲ့တူတက်လာနေတာတခုမှတယောက်ချသွားခဲ့တဲ့နောက်မှာတောက်လျှောက်ပဲအဲလေးတွေကော Cherry Duty ကိုရဲ့သွေးနေကြတော့တက်ပြီးတော့အသုံးသက်ခံလာပြီဗျာ3 man down တက်ခဲ့တဲ့ရှိသူတောက်လျှောက်ကိုပြန်ပြီးတော့ forward လုပ်ဖို့ကြိုးစားနေမယ်လေမိကနေပြီးတော့တက်လာခဲ့တဲ့9ယောက်အားတစ်ခု wait for the dragon တွေကြားထဲမှာဘလို့မှကာလို့မရတဲ့ဒီတော့မှာ rookie တီးသည်တက်ပြီးတော့တောင်းသွားနေနေပဲ game number 2မှာတော့ with the team နိုင်ပွဲတစ်ခုတော့ပြန်လဲပြီးတော့ရယူသွားခဲ့ပြီဗျာ